စာမွေးမေးခွန်းတွေတင်နေကြလို့အဲ့တော့ဟိုတလောကဆရာ OPJ ပြောတဲ့ဟာတွေကိုသွားတတိယလို့ပြန်ပြောပြခြင်းတော့ပါတယောက်တည်းလည်းအဲ့ဒါကိုနားထောင်ပြီးတော့ပြုံးမိနေလို့ဆရာကပြောလဲဆိုတော့ကျွန်တော်တို့ခေတ္တကစာမွေးဖြေတဲ့အခါ question မှာ sin နဲ့ unseen ဆိုပြီးရှိတယ်တဲ့ sin ကကြတော့ဒါဆရာမသင်ထားတဲ့အတိုင်းပဲမေခွန်းစာမွေးမေခွန်းမှာတစ်ထပ်တည်းပြန်မေးတာပေါ့ဥပမာပန်းသီး10လုံးကိုလူ9ယောက်ကိုအညီမျှဝေပေးရင်တယောက်ဘယ်နှလုံးရမလဲပေါ့ဒါဆိုဖြေရတယောက်နှလုံးပေါ့ဒါဒီတိုင်းပဲစာမွေးမှာတစ်ထပ်တည်းပဲပြန်မေးတယ်ဒါဆိုကျောင်းသားတွေအဖြေပဲအလွတ်ရပြီသားဒါဆိုလို့ရှိရင်ဒါ sin မေခွန်းပေါ့ unseen ကြတော့အဲ့လိုမဟုတ်ဘူးသူကမေခွန်းကိုပြောင်းလိုက်တယ်ဘာပြောင်းတာတော့ဆိုတော့ပန်းသီး10လုံးအစားလိမ္မော်သီး10လုံးကိုပြောင်းလိုက်တယ်လိမ္မော်သီး10လုံးကိုလူ9ယောက်အညီမျှဝင်ဘယ်လောက်ရမလဲပေါ့အဲ့မှာကျောင်းသားတွေကလန့်အောင်ပါပြီဟာဒီမေခွန်းကအစိမ့်သက်ကြီးပဲဒီမေခွန်းက unseen ကြီးပဲဒီမေခွန်းကမေခွန်းတက်ပြီပေါ့နော်အဲ့မှာတေးပြီးဆရာကြီးပဲဖြစ်ကုန်ရောပေါ့နော်အဲ့တော့အမြဲအလွတ်ကျက်ပြီးတော့စင်းနေပဲဖြေနေကြဆိုရင်ကအဲ့လိုမျိုးနည်းနည်းလေးပြောင်းလိုက်တာနဲ့ unseen ဆိုပြီးတော့အကုန်လုံးအတိုင်းပတ်ကုန်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်လေးကို easy အနေနဲ့ပြောတာပါနောက်ပြီးတော့ဆရာပြောတာကတော့အဓိကတော့ကိုဘိုးဟာမှာလက်တွေ့ဘိုးဟာမှာတော့စင်းနေနဲ့ပဲစင်းမေကုန်းပဲဖြည့်တတ်တဲ့သူနဲ့ unseen မေကုန်းဖြည့်တတ်တဲ့သူနဲ့ကွာသွားပါလိမ့်မယ်ဆိုတာကိုပြောသွားတာပါဆိုတော့အခုလဲဆံမွေးမေကုန်းနေတင်နေကြလို့အဲ့ဒါလေးသတိရလို့ပါ